Robotnik ကိုလေ့လာရင် computer vision ကိုလေ့လာတဲ့အချိန်မှာ color space အကြောင်းနည်းနည်းပြောခဲ့တယ်အခုတစ်ခါ color space အကြောင်းနောက်တစ်ခါကျွန်တော်ထပ်ပြောမှာဖြစ်တယ်ဒီတစ်ခါထပ်ပြောဖို့အတွက်တော့ကျွန်တော်တို့ coordinate system တွေနဲ့ပတ်သက်ပြီးတော့နှိုင်းယှဉ်ပြီးတော့ပြောမယ်ပထမဆုံးကျွန်တော် coordinate system Cartesian coordinate system အတွက် x y z ခွင့်ရိုး၃ခုကိုကျွန်တော်ဆွဲလိုက်မယ်ဒါကအထက်တန်းမှာသင်တဲ့အတိုင်းပဲ x y နဲ့နောက်တစ်ခုကဒါ z ပေါ့နော်ဒါမှကျွန်တော်တို့က point to point ရှိမယ်ဒီ Cartesian coordinate မှာ point to point ရှိမယ်ဆိုကြပါစို့ဒါက point to point နော် point to point ရှိမယ် point 8 point ကိုကျွန်တော်တို့ကပြချင်လို့ရှိရင် x နဲ့ y နဲ့ထည့်မယ်အဲ့တော့ x ဒီဟောဒီမှာ x အကွာအဝေးဖြစ်တယ် y ဒီဒီမှာ y အကွာအဝေးဖြစ်တယ်နော် y အကွာအဝေးဆိုဥပမာ x အကွာအဝေးက x กว่าဝေး3 y က5ပဲဆိုကြပါစို့အခုကျွန်တော်တို့ရဲ့ဟိုသွားချင်တဲ့ point to point က z coordinate 2 unit လောက်မှာရှိမယ်ဆိုရင် z က order မှာဆိုရင်ဒါက z ပေါ့နော်ဒါ z ဆိုတော့ဒါက2 unit 2ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ဒါကို Cartesian coordinate စနစ်မှာဘယ်လိုပြရမလဲဆိုတော့ x y နဲ့ z 3 dimensional နဲ့ပြမယ်အဲ့တော့ x y z ဆို x y z တန်ဖိုးကကျွန်တော်တို့မရှိဘူးဒါ x က3 y က5 z က2ဆိုတော့ဒါ Cartesian coordinate စနစ်နဲ့ပြတာအဲ့လိုပဲကျွန်တော်တို့ကဒီအမှတ်ကိုပဲဒီအမှတ်ကလေးကိုပဲဒီမှတ်က point p လို့ဆိုကြပါစို့နော် p လို့ဆိုကြပါစို့ဒီအမှတ်ကိုပဲကျွန်တော်တို့တခြား coordinate စနစ်တွေနဲ့ပြလို့ရတယ်cylinder ပုံစံပြလို့ရတယ် spherical စဝိုင်းပုံစံပြလို့ရတယ် cylindrical coordinate system နဲ့ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတောင်းဖြတ်မြင်လေးတွေဆွဲလိုက်မယ်တောင်းဖြတ်မြင်ဆိုဒီ point ကိုကျွန်တော်တို့အခုတောင်းဖြတ်မြင်တစ်ခုဆွဲလိုက်မယ်အဲ့ဒါဆိုရင်ဒီမှာ theta ဆိုတဲ့ degree တန်ဖိုးတစ်ခုကိုထည့်ပြီးလို့ရမယ်နောက်တော့ဒီရဲ့အတောင်းမှန်ကန်နာကို r လို့သတ်မှတ်လိုက်မယ်ဒါဆိုရင်ဒီဟာကိုကျွန်တော်တို့ဘယ်လိုပြမလဲဆိုတော့ theta တန်ဖိုးရဲ့ r ရဲ့ပြီးတော့ z ရဲ့ထည့်ပြီးလိုက်ရင်ဒါဒီ cylinder coordinate စနစ်ဖြစ်တယ် cylinder coordinate စနစ်ကိုပြောင်းလို့ရတယ်ဒီမှာ theta ရဲ့ r ရဲ့ရှိနေပြီဆိုတော့ဒီမှာကျွန်တော် unit တွေလည်းရှိနေပြီဆိုတော့တွက်ကြည့်လို့ရတယ်လောတယ်ကျွန်တော်တွက်ကြည့်တာတော့ theta အတွက်က31 degree နီးပါးလောက်ရမယ်နောက်တစ်ခါကျတော့ radius အတွက်ကတော့ 5.8 လောက်ရမယ်z ကတော့အတူတူပေါ့နော်2 unit မြင်တာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက် spherical စနစ်ကိုပြရမယ်ဆိုလို့ရှိရင်ဘယ်လိုပြရမလဲဒါဆိုလဲလွယ်တယ်ဒါဆိုရင်နောက်ထပ် line တစ် line ဆွဲမယ်နောက်တစ် line ကျွန်တော်တို့ဒီအပေါ်က point p ရှိတဲ့နေရာကိုတန်းပြီးတော့ဆွဲလိုက်မယ် point p ရှိတဲ့နေရာကို line တစ် line ရှိတယ်လို့ဆိုကြပါဘူးအဲ့ဒါဆိုရင် point p ကိုသွားတယ်ဒီခါက r ဖြစ်မယ်သူ့ကိုတော့ကျွန်တော်တို့ r2 လို့ယူလိုက်မယ်r2 ယူလိုက်မယ်ပြီးတဲ့ခါကျတော့ r2 နော် r2 ပြီးတဲ့ခါကျတော့သူ့ရဲ့ degree ကိုကျွန်တော်တို့က find ဖြစ်တစ်ခုပေးလိုက်မယ်ဒါဆိုရင်ဒီ spherical စနစ်ကိုလည်းဘယ်လိုပြလို့ရလဲဆိုတော့ find 2ရဲ့ r ရဲ့ပြီးတော့ theta ရဲ့ပြလို့ရတယ် theta တန်ဖိုးကတော့ခုနကတည်ပြီးသားပဲဖြစ်တယ်နောက်အခုထပ်ထည့်ရမှာဒီ r2 ကိုတွက်ကြည့်ရမယ်ပြီးတော့ find ကိုတွက်ကြည့်ရမယ်ဒါဆိုရင်တော့ coordinate စနစ်မှာ Cartesian စနစ်ရယ်ပြီးတော့ cylinder စနစ်ရယ်ပြီးတော့ spherical စနစ်ရယ်ဒီစနစ်၃ခုကိုပြောင်းလို့လွယ်လွယ်ကူရတယ်အဲ့လိုပဲအခုဒါကတော့ coordinate စနစ်ကို computer vision ပြရင်လည်း coordinate စနစ်ကိုဘယ်လိုပြောင်းသလဲဆိုတဲ့ဟာလေးကိုနမူနာပြတာဖြစ်တယ်ဒါမှ color space အကြောင်းကိုနည်းငယ်ပြောတဲ့အခါကျရင်ပို့ပြီးတော့ရှင်းအောင်လို့အဲ့လိုပဲ color space ကိုလည်းကျွန်တော်တို့ဒီမှာကျွန်တော်တို့ပထမ computer vision မှာ color space ကိုတွက်တဲ့နေရာမှာကျွန်တော်တို့ color BGR RGB ဆိုပြီးတော့ကျွန်တော်တို့3 channel နဲ့ကျွန်တော်တို့ကြည့်ခဲ့တယ်3 channel ဆိုတော့အခုကျွန်တော်တို့ coordinate 3ခုဆွဲလိုက်မယ် color color ဆို sorry ပုံဆွဲမတော့ပြန်နောက်တစ်ခေါက်ထပ်ဆွဲဒါဆိုရင်ဒီပုံမှာဆိုရင် color BGR ကိုကြည့်မယ်ဆိုရင်ဒီကောင်ဒီ z axis နဲ့တူတယ်သူဒီ b ပဲထားပါတော့เนาะဒါဒီ
R ပဲထားပါတော့ BGR နော်ဒါဒီခုနကလို့ Cartesian စနစ်နဲ့တူတယ်ဆိုတော့ကျွန်တော်တို့က color တန်ဖိုးတွေကိုပြီးတဲ့အချိန်မှာဒီအတိုင်းပဲသူက R တန်ဖိုး green တန်ဖိုး blue တန်ဖိုးဆိုပြီး color တွေကိုသွားတာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့တခြား coordinate စနစ်ကို cylinder ပုံစံပြောင်းလို့ရတယ် coordinate စနစ်မှာပြီးတော့ဆက်ဝိုင်းပုံစံပြောင်းလို့ရတယ် cylinder ပုံစံကိုပြောင်းတဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့ point တစ် point ကဒီမှာ BGR နဲ့ပြီးတာဒါ color အရောင်တစ်ခုပေါ့ဗျာနော်ကျွန်တော်တို့က B ဘလောက် G ဘလောက် R ဘလောက်ဆိုပြီး color အရောင်တစ်ခုဖြစ်လာအခုလိုပဲကျွန်တော်တို့ HSV ကိုကြည့်မယ်ဆိုလို့ရှိရင် HSV ဆိုတော့ HSV huge saturation ရဲ့ value ရပါ HSV မှာ color တန်ဖိုးကိုပြောတာ H နဲ့ S ကပြောတယ် value ကတော့ brightness ကိုပြောတယ်เนาะ brightness BRIGHT brightness ကိုပြောတယ်အဲ့လိုပဲ HSV ဒီလဲခုနလိုပဲဒီ space မှာဆိုလို့ရှိရင်ကျွန်တော်တို့ခုနတောင်းဖြတ်တစ်ခုဆွဲသလိုပဲတောင်းဖြတ်တစ်ခုဆွဲလိုက်မယ်စလင်ဒါပုံစံမှာတောင်းဖြတ်တစ်ခုဆွဲသလိုပဲဆွဲလိုက်မယ်ကျွန်တော်တို့က BAGR တွေနဲ့3 color ခုနဟိုကျွန်တော်တို့ပထမဆုံး Cartesian coordinate စနစ်မှာပြောသလို BGG တွေ R တွေနဲ့မပြောတော့ဘူးတောင်းဖြတ်တစ်ခုလှမ်းဆွဲလိုက်တယ်အဲ့တော့ဒီမှာ degree တစ်ခုပေါ်လာမယ် degree တစ်ခုပေါ်လာမယ်အဲ့ degree ဒါလင်းဒီမှာကျွန်တော်တို့ဒီကောင်က H ဖြစ်တယ်ခုနတော့ဒီမှာ HSV color က cylinder ပုံစံလိုပဲ H လဲသွားတဲ့ degree က H ဖြစ်မယ်ပြီးတော့ဒီ hypotenuse ဒီကောင်တောင်းမှန်ကလေးက S ဖြစ်မယ် value ကတော့ဟောဒီမှာမြင်မယ်ဒါကတော့ HSV ပေါ့ကဲတကယ်လို့နောက်တစ်မျိုးရှိသေးတယ် HSV မဟုတ်ဘဲနဲ့နောက်တစ်ခုကတော့ YUV ဖြစ်တယ် YUV လည်းအဲ့လိုပဲ YUV က Y ရဲ့ U ရဲ့ V ရဲ့ YUV ကနာမည်ကတော့ဘာကာလာသတ်မှတ်ချက်ပါအဓိပ္ပာယ်မှာမရှိပါဘူးအဓိက YUV မှာ Y ဒီ brightness ဖြစ်တယ် U နဲ့ V နဲ့ဒီ color တန်ဖိုးဖြစ်ပါ U နဲ့ V နဲ့ဒီ color တန်ဖိုးဖြစ်တယ်အဲ့တော့ YUV ကိုဘယ်လိုသတ်မှတ်လဲဆိုတော့ခုန spherical ပုံစံအတိုင်းပဲသတ်မှတ်တယ် spherical ပုံစံအတိုင်းပဲသတ်မှတ်တယ်ဟောဒီကောင်ဒီ U ဖြစ်တယ်ပထမတန်ဖိုးဒီ U ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအပေါ်ဒီ Z နေရာအတိုင်းကိုတန်းပြီးတော့နောက်ထပ်တောင်းဖြတ်တစ်ခုထပ်ဆွဲမယ်အဲ့တော့ဒီအပေါ်တက်သွားတဲ့ angle လေးဒီ V ဖြစ်တယ်เนาะ U နဲ့ V နဲ့ဒီနှစ်ခုဒီ color တန်ဖိုးဖြစ်တယ် brightness ကိုဘယ်ကကြည့်လဲဆိုတော့ brightness ကိုဒီကောင်ဒီနောက်ဖြစ်လာတဲ့အသစ်ကို Y လို့သတ်မှတ်တယ်ဒီလိုပဲ color သတ်မှတ်ပုံကတော့ဒီ color ပဲဒါပေမဲ့ကျွန်တော် HSV နဲ့ပြောလဲရတယ် YUV နဲ့ပြောလဲရတယ် BGR နဲ့ပြောလဲရတယ်ဒီကျွန်တော်အခြေခံသင်ခန်းစာတွေမှာတော့ BGR RGB ဒါတွေကိုပဲအသုံးပြုမှာဖြစ်တယ်ဒါကတော့ coordinate system ဒီပြောင်းလဲသလိုပဲ coordinate system တွေတစ်ခုနဲ့တစ်ခုဆက်သလိုပဲ Cartesian တို့နောက်တော့ cylinder တို့နောက်တော့ spherical system တွေတစ်ခုနဲ့တစ်ခုဆက်သလိုပဲဒီ color space တွေကလည်းဒီတစ်ခုနဲ့တစ်ခုဆက်တယ်သူကတိုင်းတာတဲ့ပုံစံရတာပေါ်ပြမှုကွဲပြားတယ်အတိတ်ပဲတော့ဒီဟာပဲဆိုတော့ကိုပြောချင်တာပဲဖြစ်တယ်ကျေးဇူးတင်ပါတယ်